ရှင်တို့ရဲ့ကိုကြီးဆိုင်ကတော့မုတ်စားခြင်းလို့ကြီးကြနေပါတယ်ဒါပေမဲ့ तू ဘာစားခြင်းလို့စားခြင်းမှမသိဘူးမိမိမရှိရဲ့မုတ်လေးတစ်ချက်ကြွေးကြည့်လိုက်အောင်မေတဲလေးပါစားမလားโอเคမမေယူပေးမယ်အော်နောက်ဆုံးတော့ तू လက်မျိုးတစ်ခုလုံးနဲ့ကြနေရဒီ Ogia cheese လေးပဲကဲ तू လက်မျိုးတစ်ခုလုံးနဲ့တောင်းနေရဒီ Ogia cheese လေးပါပဲတဲလေးစားမလားရဲ့ဒါပါ cheese လေ Ogi cheese အကျဉ် Yummy ကောင်းလား Ogia cheese ကဂျပန်နိုင်ငံက cheese စစ်နဲ့လုပ်ထားဖြစ်တဲ့အတွက်အရသာစစ်စစ်လေးနဲ့ snack တိုင်းမှာလည်းကျွေးလို့ရသလိုမုံလေးတွေဟင်းလေးတွေမှာလည်းထည့်ပြီးကျွေးလို့ရတယ် Ogia cheese ကကျမတို့အိမ်မှာတော့မရှိမဖြစ်ပဲကိုယ်ဆိုင်6လလောက်ထဲကမမေကစပြီးတော့ကျွေးရပါတော့သူ့မှာကျတော့ protein တွေ calcium တွေ vitamin တွေပါတဲ့အတွက်သွားတွေရိုးတွေကိုတန်ပါစေပြီးတော့ DHA ပါတဲ့အတွက်ကလေးလေးတွေကိုညံကောင်းစေပါတယ်ကလေးလေးကဘာစားခြင်းလို့စားခြင်းမှမသိတဲ့အချိန်ကြီးပြီးတော့ခရီးသွားတဲ့အချိန်ကြီးဆိုလို့ရှိရင်လည်းလက်ကူတက်တာလို့ရတယ်ဒီလိုအထုပ်လေးနဲ့မလို့မမေကတော့ခရီးသွားတိုင်းယူသွားဖြစ်တယ်ကိုယ်ဆိုင်ကလည်းသူ့ရဲ့ favorite ထဲမှာပါတယ်ကလေးလေး6လချက်ကစကြည့်လို့ရမှာမလို့မမေတို့လည်း try ကြည့်အောင်နော်